Chelsea နဲ့ Liverpool ဟာတပွဲပိုကစားထားပြီးတော့ Man U နဲ့အမှတ်တူနေတဲ့အနေအထားတစ်ခုမှာ Man U အနေနဲ့ဒီနေ့ညပွဲစဉ်ကိုနိုင်ယူပြီးတော့ဒီနှစ်သင်းရဲ့အထက်ကိုတက်သွားနိုင်မလားပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့တနင်္လာနေ့မှာလည်းပွဲစဉ်၄ပွဲရှိပါတယ်ဒီထဲမှာမှစိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့ Everton နဲ့ Man U ပွဲစဉ်ပါဝင် Series နှစ်ပွဲ Spain La Liga တစ်ပွဲ၄ပွဲတိတိသုံးသက်ချက်ပြည့်လို့တော့ပါမယ်ပထမဆုံး Everton နဲ့ Man U ပွဲကနေစပါမယ်ကျွန်တော် Everton နဲ့ Man U မှာ Man U ကတော့တေးရှုံး1.90 ဈေးတန်းဖွင့်တယ်ကျွန်တော်ကိုအောင်ကြီးကတော့350စားဖွင့်ထားတယ်ပေါ့နော်အဲ့ဒီထားတစ်ခုမှာ Everton နဲ့လက်ရှိနောက်ဆုံး9ပွဲမှာလည်း Current Form ကဘုံမော်တစ်ပွဲတည်းကိုပဲရှုံးပြီးတော့ကြီးအောင်ထားတယ်ဒီဘုံမော်တစ်ပွဲတည်းပဲကြီးကြတယ်ဒီဘက်က Man U ကလည်းနောက်ဆုံး9ပွဲမှာနီးပြအသင်းနဲ့ရှုံးပွဲမရှိထားသေးဘူးဒါပေမဲ့ကြီးကတော့2ပွဲကြာထားတယ်အသင်းကြီးဖြစ်တဲ့ဒီ Man City Arsenal စပါးကိုပဲသူကြီးအောင်လိုက်တယ်အဲ့တော့လက်ရှိမှာနှစ်သင်းလုံးကတော့ဖောင်ရတက်နေတဲ့အထက်မှာပါတယ်ဗောနော်ဒါပေမဲ့လည်းသိတဲ့အတိုင်းပါပဲ fan base တောင်းတဲ့ Man U ပဲထိုးသားဆောင်းပါတယ်ဒါပေမဲ့ဒီစီးထဲမှာထိုးသားဆောင်းလို့မအောင်ဘူးလားဆိုတော့မနေ့က Liverpool ဒီစီးထဲကြီးနေပဲအောင်သွားပါတယ်အဲ့တော့ဒီပွဲကိုတော့ကျွန်တော်က fan ဆက်ထားတာဖြစ်တဲ့အတွက်ဒီ Chelsea တို့ Liverpool တို့တပွဲပုံနဲ့မှတ်ရော့နေတဲ့အချိန်မှာ Man U နဲ့3မှတ်ဖြတ်သွားလိမ့်မယ်လို့ပဲမြင်ပါတယ်သူအနေနဲ့လည်းဒီ Champions League ဝင်ကဒီယာဒီမှာဝင်ထားနိုင်မှကိုတော်ကကြမှာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒီနေ့ညပွဲစဉ်မှာခြေချော်လက်ချော်မဖြစ်ဖို့သူတို့တေချာပေါက်ဒါပြင်ဆင်လာပါလိမ့်မယ်သူတို့အနေနဲ့လည်းပွဲနားရဲ့တော်တော်လေးရတာဖြစ်တဲ့အတွက်တေချာပေါက်အင်အားပြည့်နေလာပါလိမ့်မယ်ဒါကြောင့်ဒီနေ့ညပွဲစဉ်ကို Man U ဘော်ဒီပဲရွေးချယ်ပေးကြပါမယ်နောက်ရဲပါအဲ့ဒါကျွန်တော် Spain La Liga က Alava နဲ့ Girona ပါဒီပွဲစဉ်မှာ Alava ကအသေး25ရှုံးပေးတယ်ခေါင်းကြီးနှလုံး25ရှုံးဖွင့်တယ်ဒီနေ့တစ်ခုမှာလူ100ရှိရင်လူ80ကျော်လောက်က Girona ကိုကြိုက်တယ်ကြိုက်တဲ့အကြောင်းရင်းကလည်းရှင်းရှင်းလေးရဲ့အလာဘက်အိမ်ဝင်၄ချိန်ပြီးဆုံးမှုမှာ၃ချိန်အသာစီ Girona ရတယ်တစ်ချိန်ပဲအလာဘက်အိမ်ဝင်ကိုရှုံးမှုတယ်အလာဘက်အနေနဲ့လက်ရှိဖောင်ရဆိုရင်၃ပွဲဆက်ချိန်နေမကောင်းထားဘူးအိမ်ဝင်၃ပွဲမှာ2ပွဲဆက်ကြီးရှုံးထားတယ်တစ်ဖက်က Girona ကနောက်ဆုံး9ပွဲမှာ OB တို့တစ်ပွဲတည်းကိုပဲရှုံးပြီးတော့ပြီးခဲ့တဲ့လောလောလတ်ပဲ Barcelona ကို2ပွဲနဲ့နိုင်သွားတဲ့ခြေစွမ်းလည်းရှိနေသေးတယ်အဲ့တော့နောက်ဆုံး9ပွဲစီကို Current Form ရခြုံကြည့်မယ်ဆိုရင် Girona ကတာတယ် Head to Head ရမှာလည်းတာတယ်ဇယားရမှာဆိုလဲရက်တီမှုရမှာဆိုလဲကျွန်တော် Girona ကအလာဘက်ရဲ့အထက်မှာဘယ်ဘက်ကပဲကြီးကြီးအလာဘက်ဟာကျွန်တော် Girona ရဲ့အောက်မှာရှိနေတဲ့အနေအထားတစ်ခုမှာပေးတဲ့ဈေးတန်းကအလာဘက်ကဂျေရော်ပေးတယ်ဒီဒေတာတစ်ခုမှာဘူဂီဘာလို့လဲဆိုတော့ရှင်းပါတယ်ဒါက Girona ကိုမနစ်နေခြင်းအောင်ကိုမောင်းထုတ်တဲ့ဈေးတန်း Girona ကိုပဲတည်မျောပြီးတော့နေခြင်းအောင်ကိုတွန်းပို့နေတဲ့ဈေးတန်းလိုပဲမြင်တယ်ထိုးသားတွေဒီတော့စောင်းနေမှာတော့ဗျာရှင်းပါတယ်ဒီနေ့ညမှာအလာဘက်ဒါမလိုအပ်ဘဲနဲ့တော့ဂျေးမဖွင့်ဘူးအင်္ဂလိပ်2ပွဲဆက်ရှုံးလာတဲ့ခြေစွမ်းရှိတယ်တစ်ဖက်က Barcelona လိုတင်းကိုနိုင်တဲ့ခြေစွမ်းကြီးကိုတော့မမှုဘဲနဲ့ဂျေးဖွင့်တာကြီးကတော့ကြိုက်ပါတယ်ကျွန်တော်ကတော့ဒီနေ့ညအလာဘက်နိုင်သွားလိမ့်မယ်လို့ပဲထင်ပါတယ်ဒါကြောင့်အလာဘက်ပေါ်ဒီပါနောက်တော့ပဲပါအဲ့ဒါကကျွန်တော်တို့ series က Frio နဲ့ Pisa ပါဒီပွဲစဉ်မှာ Frio အနေနဲ့ body shape 1.40ပြီးတယ်ခေါင်းကြီး3.85စားဖွင့်ထားတယ်အဲ့တော့လက်ရှိမှာ Frio ရဲ့ form ရဆိုရင်3ပွဲဆက်ချိန်ကြီးကောင်းလာပြီသူ့အနေနဲ့ဒွိနူကိုတေကြတယ်ကျွန်တော်ကိုမိုကိုဝေးဝန်းကနေဝယ်လို့နိုင်တယ် conference မှာ Z3 နဲ့နိုင်လာတယ်ကျွန်တော်ရှေ့2ပွဲဆက်တော့ရှုံးလာတယ်ရှုံးတဲ့ပွဲတွေကလည်းဒါအသင်းကြီးဖြစ်တဲ့နာပိုလီကိုရှုံးတယ်ကိုမိုလို position ကန်ကစားနေတဲ့တင်ကိုရှုံးတယ်ဒါပေမဲ့သူနောက်ဆုံး9ပွဲမှာ9ပွဲလုံးဂိုးသွင်းယူထားနိုင်တယ်ခြေစွဲရှိတယ်တစ်ဖက်ကဗီဇာနောက်ဆုံး9ပွဲမှာနိုင်ပွဲဆိုတာဘာမှမရှိဘူးရှုံးပွဲ3ပွဲတည်2ပွဲအဲ့ထဲမှာမှကျွန်တော်တို့ဒီအင်တာကို Z2 နဲ့ရှုံးတယ်ပြီးခဲ့တဲ့ပွဲ AC Milan ကိုဝယ်လို့နဲ့ရှုံးတယ်သူ့အနေနဲ့ကတော့ခက်ခက်ခဲခဲကာလာကိုရောက်သွားတယ်နောက်ဆုံး9ပွဲမှာ3ပွဲလောက်ကအသင်းကြီးတွေတွေ့သွားတယ်ပေါ့နော်အဲ့ထက်ကမှသူအတလန်တာကိုတော့တေကန်သွားနိုင်တယ်ဒါပေမဲ့ထိုးသားရဲ့အမြင်မှာကရှင်းတယ်ဒီဘက်မှာလူ100ရှိရင်80ကျော်လောက်ကဖီယိုကိုကြိုက်နေကြတယ်ဖီယိုအိမ်ဝင်းကြီးကကောင်းပါတယ်ကွာနောက်ဆုံး9ပွဲမှာလည်းသူ့အနေနဲ့ဒီ2ပွဲတည်းပဲရှုံးတယ်ရှုံးတဲ့ပွဲတွေမှာလည်းဂိုးသွင်းထားနိုင်တယ်နောက်ဆုံး9ပွဲလုံးနဲ့ဂိုးပေါင်ရင်ပတ်သက်ထားတယ်လက်ရှိမှာလည်းတက်စစ်ဆောင်ယုံအားရှိတယ်တက်စစ်ဆောင်မှာသူ့အနေနဲ့ဒီလက်ချီတို့ဒါခရီမိုနီတို့အထက်ကိုရောက်ဖို့ဆိုဒီနေ့ညနိုင်မှဖြစ်မယ်အဲ့တော့တေချာပေါက်ဒါတက်တက်လာတဲ့ဗီဇာကိုတော့တေချာပေါက်နိုင်သွားလိမ့်မယ်လို့ထင်တယ်ဆိုတော့အတွေးတွေနဲ့ဘလို့ခြေတွေကဘယ်ဘက်တောင်းအောင်ကြီးဖီယိုကိုပြုံနေတဲ့သူတွေတပုံကြီးပါပဲဒီပွဲစဉ်မှာလူတွေမမြင်သေးတဲ့ point တစ်ခုရှိနေသေးတယ်အဲ့ဒါကပီဇာရဲ့အဝေးကွင်းဖောင်ပဲပီဇာရဲ့ဝေးကွင်းကနောက်ဆုံးဒီ12ပွဲကန်ထားတဲ့ထက်မှာ10ပွဲတည်ကြတယ်4ပွဲရှုံးတယ်9ပွဲမရှိသေးဘူးဆိုပေမဲ့ဒီအဝေးကွင်း4ပွဲရှုံးတဲ့အထက်မှာအသင်းကြီး3ပွဲပါနေတယ်တာမန်အသင်းလက်ချီတစ်ပွဲတည်းကိုပဲသူရှုံးတယ်ကျန်တာတွေဘယ်အသင်းဖြစ်ဖြစ်သူတည်ကြအောင်ကန်ထားနေတယ်အဲ့တော့ဒီ point ကိုလူတွေကမမြင်ဘူးလက်ရှိ current form နောက်ဆုံး9ပွဲစီကိုပဲခြုံကြည့်ပြီးတော့ပီဇာရှုံးများနေတယ်ပီဇာဘလူးမန်ရှင်းနိုင်စရာခြေသွမ်းမရှိဘူးဖီယိုကတစ်ဖက်မှာနောက်ဆုံး9ပွဲမှာ9ပွဲလုံးဂိုးသွင်းထားတဲ့ခြေသွမ်းပိုင်းညာရှင်းကြည့်ပြီးတော့ဒီပီဇာရဲ့အဝေးကွင်းတေကြောင်ကန်နိုင်တဲ့ form ကိုပျောက်နေကြတယ်မေ့နေကြတယ်အဲ့ဒီ point ကိုမမြင်ကြဘူးပေါ့နော်ကျွန်တော်ဒီနေ့ညမှာအဲ့ point ကိုမြင်လိုက်တယ်သူရှုံးခဲ့တဲ့4ပွဲတွေက3ပွဲကအသင်းကြီးတွေဖြစ်ပြီးတော့ဂိုးသွင်းယူထားနိုင်တဲ့ခြေစွမ်းတွေလည်းတွေ့ရတယ်ဒီလက်ချီတစ်ပွဲတည်းကိုပဲ1 season နဲ့ကတ်ရှုံးတယ်အဲ့တော့ပြောချင်တာကဒီနေ့ညပွဲစဉ်မှာဖီယိုကလည်းတိုက်စစ်နေအောင်နာထားတယ်ကိန်းတယောက်ထဲနဲ့လည်းဒီ body ဈေးက2ဂိုးပြတ်ဖို့မလွယ်ဘူးတဂိုးရဖို့ကိုတော်တော်ကန်ရလိမ့်မယ်ပထမကြောင့်မှာတော့ပီဇာအိမ်ဝင်းမှာတော့အနိုင်မရခဲ့လို့ဒီအိမ်ဝင်းမှာတော့နိုင်အောင်ကန်သွားတာပါလိမ့်မယ်လို့တွေးကောင်းတွေးရင် series ကကျွန်တော်တို့ထင်တယ် Premier League ထက်ပိုပြီးတော့လောက်ပါတယ်အဲ့တော့ဒီနေ့ညမှာဒီပီဇာရဲ့ point ကပဲကျွန်တော်တို့ကြီးအောင်သွားလိမ့်မယ်လို့ထင်တယ်ပီဇာရဲ့ဝေးဝင်းချစ်လက်ပုံရဆိုရင်ဒီနေ့ညတည်သွားနိုင်မယ်လို့ထင်တယ်တစ်ဖက်ကလည်းတိုက်စစ်အားရော့နေတယ်တစ်ဖက်ကလည်းတော်တည်ကြအောင်ကန်နိုင်တဲ့ခြေစွမ်းရှိတာဖြစ်တဲ့အတွက်ဒီနေ့ညမှာပီဇာတို့တည်ရသွားလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ကြီးအောင်သွားလိမ့်မယ်လို့မြင်တဲ့ပီဇာကိုပဲရွေးချယ်ပေးချင်ပါတယ်ပီဇာဘော်ဒီပါနောက်ရဲပါအဲ့ဒါကျွန်တော်ဦးဒီနီနဲ့ကျွန်တော်တို့ဘူလောနာပေါ့နော်ဒီဘက်မှာတော့ဘူလောနာက
ဘော်ကြီး1 plus 90ပေးတယ်ကိုပေါင်းချင်း2လုံး55ရှုံဖွင့်ထားတယ်လက်ရှိမှာတော့ဘောလုံးနာအနေနဲ့နိုင်ပွဲလေးတွေပြန်ဆက်လာတယ်ကျွန်တော်တိုရီနိုကိုဘယ်လိုနဲ့နိုင်တယ်ဘရန်ကိုဇီးဘနဲ့နိုင်တယ်ဝေးခွင့်နေကြည့်ပါပဲကျွန်တော်ကျန်တဲ့3ပွဲကတော့ခြေနေမကောင်းဘူးပေါ့နော်အဲ့ထဲမှာပါမာကိုလည်းအင်္ဂလိပ်မှာရှုံးတယ်ဒီစီမီလန်ကိုလည်းရှုံးတယ်လာဇီကိုလည်းတေးကြတယ်တစ်ဖက်ကဦးဒီကလည်းနောက်ဆုံး5ပွဲမှာကျွန်တော်ရှုံးပွဲတွေတော့များတယ်2ပွဲတော့နိုင်ထားတယ်အဲ့ထဲမှာရိုမာနဲ့ဦးဒီဒီဗီရိုနာကိုနိုင်တယ်သူအနေနဲ့ဆုံး5ပွဲမှာဂိုးမသွင်းထားနိုင်တာကအင်တာတပွဲတည်းပဲ4ပွဲဆက်ဂိုးပါဝင်ပတ်သက်ထားတယ်ပေါ့နော်ဂိုးသွင်းယူထားတယ်ရှုံးတာမရှုံးတာတကန်တာဂိုးသွင်းနိုင်တဲ့ခြေစွမ်းတွေမြင်ရတယ်နှစ်သိန်းလုံးကတော့နောက်ဆုံး5ပွဲစီမှာကျွန်တော်တို့ဂိုးပါဝင်ပတ်သက်မှုတွေများတဲ့ထဲမှာပါတယ်အဲ့ဒီကတော့ဘောလုံးနာအနေနဲ့ဒီဇင်ပေးတာကရှင်းတယ်ကြီးတဲ့အရာဆိုခုမှသူက2ပွဲလေးအောင်လုံးရှိသေးတယ်တစ်ဖက်ကကျွန်တော်ဒီဦးဒီနီကနောက်ဆုံး5ပွဲမှာ3ပွဲထိကြီးအောင်ထားတယ်ပြီးခဲ့တဲ့ဒီလက်ရှိနဲ့ဆက်ဆိုလို့တမတာသူကြီးကျသွားတာအဲ့ပြဿနာကလက်ရှိမှာဘောလုံးနာရဲ့လက်ရှိလူစင်းလက်ရှိအင်ဝင်းဖောင်နဲ့ဆိုရင်ကျွန်တော်ဦးဒီနီကိုကောင်းကောင်းကြီးရှင်းနိုင်မယ့်ခြေစွမ်းရှိပါတယ်သူ့အနေနဲ့လည်းကျွန်တော်အမတ်တူဖြစ်နေပြီးအဆင့်30နဲ့17လည်းဖြစ်နေတယ်ကျွန်တော်အဲ့တော့လက်ရှိဒီပေးတဲ့ body ဈေးကမပြော့နေဘူးဒါကအင်ရှင်ကြီးထက်ကိုပိုပြင်းနေတယ်ဖောင်ရလည်း2သိန်းလုံးကသူမသားကိုမသားဖြစ်နေတာကြီးကိုဒီစီးရဲပေးတာဖြစ်တဲ့အတွက်ဒီနေ့ညမှာတော့ဘောလုံးနာတို့နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့သူ့အိမ်ဝင်မှာလည်းဦးဒီနီကိုမိနစ်ကလည်းတေးအရှင်နှစ်မှာလည်းတက်ရီအရှင်နှစ်မှာကျွန်မနိုင်တာနောက်ဆုံး9နှစ်မှာတစ်နှစ်ပဲနိုင်တယ်4နှစ်တိတိတေးကြခဲ့ပါတယ်အဲ့တော့ဦးဒီနီကိုသူတို့အိမ်ဝင်ကနေပြီးတော့တောင်ခက်ကန်ရတဲ့အနေအထားတစ်ခုမှာပေးတဲ့ဈေးတန်းကြီးကကျွန်တော်တလုံးသွင်းနိုင်မှာအပြေစားမယ်ဈေးတန်းဖြစ်တဲ့အတွက်ဒါဒီနေ့ညမှာဘောလုံးနာတို့အနေနဲ့အနိုင်ကျိတ်သွားလိမ့်မယ်လို့ပဲမြင်ပါတယ်ဒါကြောင့်တော်တော်များများအမြင်ကြီးတေးမျောနေတဲ့အနေအထားတစ်ခုမှာဘောလုံးနာတို့အနိုင်ထွက်ပါလိမ့်မယ်ဒါကြောင့်ဒီပွဲစဉ်မှာဘောလုံးနာဘော်ဒီကိုရွေးချယ်ပေးကြပါတယ်အဲကျွန်တော်ဒီနေ့တင်းလင်းလာလေးညပွဲစဉ်3 ချက်နေ့ချုပ်မယ်ဆိုရင်ကျွန်တော်မန်ယူဘော်ဒီအလာဘက်ဘော်ဒီပီဆာဘော်ဒီဘောလုံးနာဘော်ဒီပါကြိုက်တူမလိုက်ပြီးတော့ကစားစီချင်ပါတယ်ညနေခင်း9 နာရီခွဲမှာမောင်းတွဲတွဲထွက်ပါမယ်ည9 နာရီခွဲမှာတော့ VIP တစ်ခွက်မန်ပါ3ခွက်ထွက်ပါမယ်မနေ့ကတော့မန်ပါ3ခွက်အောင်ဝင်ခဲ့ပါတယ် VIP လည်းဝင်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်စတော်မေးခဲ့ပါတယ်